chest မှာစေအားနည်းတဲ့လူတော်များများရဲ့ chest ကိုကြည့်လိုက်ရင်အောက်ပိုင်းကကြီးနေပေမဲ့အပေါ်ပိုင်း upper chest ကအားနည်းနေတာကိုတွေ့ရတတ်ပါတယ်။ဒါကြောင့် t-shirt ဝတ်တဲ့အခါမျိုးတွေမှာ body ကထူထူထဲထဲရှိမနေပဲနဲ့ V-taper လည်းတိတ်မပေါ်တဲ့ပုံစံမျိုးဖြစ်တတ်ပါတယ်။ဒီလိုဖြစ်တာက genetic တစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ exercise ရွေးချယ်မှုတွေနဲ့ form မှားနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒီအချက်တွေကိုပြင်ဖို့အတွက်ပထမဆုံး upper chest ဆိုတာဘာလဲဆိုတာအရင်ဆုံးသိထားဖို့လိုအပ်ပါတယ်။ anatomy အရ upper chest ကို clavicular head လို့ခေါ်ပါတယ်။ဒီ muscle fiber က clavicle collarbone ကနေစပြီး humerus လို့ခေါ်တဲ့လက်မောင်းရိုးကိုသွားချိတ်ထားပါတယ်။ muscle fiber ရဲ့ direction ကအပေါ်ကနေအောက်ကိုစောင်းထားတာဖြစ်တဲ့အတွက်ကြောင့်လက်မောင်းကိုအရှေ့အပေါ်ဘက်စီတွန်းတင်တဲ့ movement တွေမှာပိုပြီး force ထုတ်နိုင်ပါတယ်။ဒါကြောင့် incline press က upper chest ကိုပိုပြီးအလုပ်လုပ်စေတာပဲဖြစ်ပါတယ်။ incline press ဆော့တဲ့အခါမှာလည်းခုံဘယ်လောက် degree ထားပြီးဆော့ရမလဲဆိုတဲ့မေးခွန်းရှိပါတယ်။အများအားဖြင့်ကတော့45 degree ထားပြီးဆော့တာက upper chest အတွက်အကောင်းဆုံးလို့ပြောကြပါတယ်။ဒါပေမဲ့နောက်ပိုင်း research တွေအရခုံ20 degree 30 degree ထားပြီးဆော့တဲ့ဟာက upper chest ကို stimulation ကောင်းကောင်းရစေပြီးတော့ပခုံးအရှေ့ဘက် muscle ပါဝင်မှုကိုလည်းထိန်းထားနိုင်ပါတယ်။ခုံကို45 degree အထက်ကျော်ပြီးထားမိရင်တော့ shoulder flexing ပိုများလာပြီး shoulder အရှေ့ဘက် muscle ဖြစ်တဲ့ front ဘက်ကပိုပြီးအလုပ်လုပ်ရပါတယ်။ဒါကြောင့် upper chest အားနည်းနေတဲ့သူတွေအနေနဲ့ခုံကို45 degree နဲ့ဆော့မိနေတယ်ဆိုရင်20 degree ဒါမှမဟုတ်30 degree လောက်ထားပြီးဆော့ဖို့အကြံပေးချင်ပါတယ်။နောက်ပြီး upper chest ကြီးဖို့အတွက် press movement တွေက mechanical tension ပိုမြင့်နေဆိုပေမဲ့ upper chest အပြည့်အဝဖွံ့ဖြိုးစေဖို့ဆိုရင် fly movement တွေကိုလည်းထည့်ပြီးလုပ်ပေးဖို့လိုအပ်ပါတယ်။ဥပမာ low to high cable fly ထည့်ဆော့တာမျိုးပါ။ press လုပ်တဲ့ exercise တွေက heavy load နဲ့ progressive overload လုပ်လို့ကောင်းပေမဲ့ cable fly လိုမျိုး exercise တွေကတော့ upper chest ကိုအဆုံးထိ control လုပ်နိုင်တဲ့အတွက် mind muscle connection ပိုကောင်းစေပါတယ်။ဒါကြောင့် chest ဆော့တဲ့နေ့တွေမှာဆိုရင်တွန်းတင်တဲ့ exercise ရော fly လုပ်တဲ့ exercise ရောနှစ်မျိုးလုံးပါဝင်သင့်ပါတယ်။သင်ကကိုယ့် body နဲ့ကိုက်ညီတဲ့ workout program, nutrition plan နဲ့ science based coaching ကိုလိုချင်နေဆိုရင်ကျွန်တော်ရဲ့ 101 online body transformation program ကို join လို့ရပါတယ်။3လအတွင်းကျွန်တော်နဲ့ personalized coaching ယူလို့ရမှာဖြစ်ပြီး weekly progress တွေ gym မှာကစားတဲ့ ဖောင်တွေမှန်ကျွန်တော်ကိုယ်တိုင်တယောက်ချင်း guide လုပ်ပေးမှာဖြစ်ပါတယ်။3လကိုမြန်မာငွေ3သိန်းခွဲပဲကျသင့်မှာဖြစ်တဲ့အတွက်အခုပဲဒီ Telegram account ကို register လုပ်ဖို့အတွက်ဆက်သွယ်လိုက်ပါ